အားလုံးပဲမင်္ဂလာပါခင်ဗျာဘလိုဝဒနာရှင်များခင်ဗျာဒီနေ့မှာတော့ဥရောပညာချမ်းတွေရဲ့ဆေးလူရှားစရာကောက်စုယူယိုပါလီပြေကွဲကအင်္ဂလန်ကလပ်သိန်းနှစ်သိန်းဖြစ်တဲ့ Aston Villa နဲ့ Nottingham Forest တို့ရဲ့ထိတိုက်သွေးဆုံမှုကိုကိုသာတက်ဆက်ပေးလို့မှာဖြစ်ပါတယ်ခင်ဗျာဥရောပအစင်းမြင့်မှာဂိုးလေးခါချဲပြိုင်ဆိုင်ကြမဲ့ဒီပွဲကိုရှူတော့9ခုအနေနဲ့သိစိတ်တက်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာပထမဆုံးရှူတော့ကတော့တင်းနှစ်သိန်းရဲ့ခြေစွမ်းပါဗီလာဟာသူတို့ရဲ့အိမ်ကွင်းမှာဆိုရင်အလွန်မကျော်တဲ့သိဖြစ်ပြီးဥရောပပွဲတွေမှာလည်းတွေးကြိုရစ်ကျက်နေပါပြီတစ်ဖက်ကဖော်ရဲကတော့ပြည်တွင်းလေးမှာရုပ်ကန်နေရပေမဲ့ဥရောပဖရပ်စင်လာကြီးမားတဲ့သိပြီးဒီပွဲမှာစွမ်းကိုတုတ်ပြန်လာဖို့ရှိနေပါတယ်ဒုတိယရှုတော့ကတော့လူစင်းရင်ပါဗီလာတွက်တတဲ့ကတော့သူတို့ရဲ့အဓိကဂိုးသွင်းရှင်တွေခြေစွမ်းပြနေတာဖြစ်ပါတယ်ဖော်ရဲဘက်မှာလည်းအဓိကကွဲလေကစားသမားတချို့ဒဏ်ရာရနေတာကြောင့်ဗီလာရဲ့ကွဲလေဖိအားမှုပိတ်မှုကိုဘယ်လောက်ထိတက်ခံနိုင်မလဲဆိုတာစိုးရိမ်စရာဖြစ်နေပါတယ်တတိယအနေနဲ့နေ့စဉ်နဲ့ပိုက်ပါဗီလာဟာအိမ်ကွင်းမှာဘောလုံးကိုပိုကင်ပြီးတိုက်စစ်ဆက်ကစားမဲ့ပုံစံမျိုးနဲ့ပြိုင်ဘက်ကိုဖိအားပေးမှာပါဖော်ရဲကတော့ဝေကွင်းမှာရေးပါတဲ့ဝေကိုတွေရဖို့အတွက်ခါစစ်ကိုတိတ်ချပိတ်ဆို့ပြီးမှပလေမြန်တဲ့တံပြန်တိုက်စစ်နီးပြိုဟာကိုတိုးလာဖို့ရှိနေပါတယ်စဒုထရှူဒုန်နေနေကတော့တမိုင်ကျော်ရကြည့်ရင်တော့ဘီလာဟာဖော်ရဲကိုအိမ်ကွင်းမှာအခမ်းတဲ့အခါရလာကလေးရှိပါတယ်ဒါပေမဲ့ယူယိုပါလီလိုဥရောပဆင်မြင့်မှာတော့ဘယ်သိန်းကမှပေါက်ဆလို့မရဘဲမှန်းနေဆိုတဲကသာအသားရသွားမှာဖြစ်ပါတယ်နောက်ဆိုရှူဒကတော့ကျွန်တော်ရဲ့ဆုဖြတ်ပါဒီပွဲဟာအဓိကတော့ချက်ဘီလာရဲ့ဖတ်သိမှုတွေကိုဖော်ရဲနဲ့ခါစစ်တဲ့တိုင်းဘယ်လောက်ထိခြေကြတားဆီးနိုင်မလဲဆိုတာပါပဲကဲ၍ဖော်ရဲကစောစောစီစီကိုမပေးရအောင်ထိထားနိုင်ရင်ဘီလာအတွက်ဖိအားတွေများလာနိုင်ပါတယ်နီကိုချုံးနေနဲ့ကျွန်တော်ရဲ့ခမ်းမချက်ရတော့အေကွင်းအဘာချက်ရှိတဲ့ Aston Villa ကနှစ်ကိုဂိုးမရှိဒါမှမဟုတ်တကူဂိုးမရှိဆိုတဲ့ရလာနဲ့နေရောက်သွားမယ်လို့ယူဆပါတယ်အကိုတို့ရောဒီပွဲမှာဘယ်သူနိုင်မယ်လို့ထင်ပါတယ်လဲဗျာကွန်မန့်မှာရေးပေးသွားကြပါဦးလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်တော့ပေးဖို့မမေ့ကြပါနဲ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်